嘛自己也不嘛，准备家人，不然我看对手里有就开始嘛，他闹生啊，你就嘛变啥嘛不喏，闹生对手啊，老人给他拉了个不喏，就嘛个自己人说少年啊不喏，是少年啊的事嘛，就嘛你啊时间里头不，时间里头嘛就嘛你那边说就嘛亏里头讲没他话的。就嘛亏里就嘛你呢，就嘛个啥主意是也不喏，你那边讲。အဲ့လိုအစာကျွေးတဲ့အခါမှာကျမခွေးလေးနဲ့9နာရီလောက်ပေါ့အစာကျွေးတာပေါ့စေကန်းထဲမှာပေါ့အဲ့တော့ကျမခွေးလေးကကျမတို့ကအိတ်တာတစ်ခန်းမို့ဘက်မှာအခန်းနေလဲရှိတယ်အဲ့အခန်းလေးတစ်ခုမှာသူကအခန်းလေးတစ်ခုမှာသူကလဲနေတာပေါ့နော်ဟိုကအိတ်နေတာပေါ့အဲ့ဒါနဲ့ကျမအိတ်ကန်လေးဆိုသူ့အစာကျွေးရလေအဲ့အစာကျွေးဖို့သွားတယ်သူ့အစာကျွေးနေတာပေါ့အဲ့တော့ခွေးလေးကကျမရဲ့အရှင်မှာကျမရဲ့အနောက်မှာအခန်းပေါ့နော်အဲ့တော့ကျမရဲ့အနောက်မှာအခန်းရှိတယ်ကျမအခွေးလူအစာကျွေးနေပေါ့ကျွေးနေတဲ့အချိန်မှာပေါ့နော်ဒီမှာကျမခွေးလေးကိုကျမပြပါမယ်ကျမခွေးလေးကဒီမှာပါသူနဲ့ကျမနဲ့အစာစားနေတာပေါ့နော်သူအစာစားနေတာပေါ့သူအစာစားနေတဲ့အချိန်မှာနောက်ကနေပြီးတော့တပ်ပြင်းချတိုင်ကြားပါတယ်သူကလည်းနောက်ကိုကြည့်လိုက်တယ်ကျမကလည်းဟိုကြည့်နောက်ကြည့်ဟိုကြည့်လိုက်တယ်ပေါ့နော်ဘာမှလည်းမတွေ့ပါလားဆိုသူကနှလုံးကိုဝိုင်းဆက်သွားပဲခွေးလေးကဝိုင်းဆက်ပြီးအနောက်ကိုသေချာကြည့်ကျမလည်းဘာမှမတွေ့တော့ဆက်ထိုင်သူ့ကိုကျွေးမလို့နောက်တစ်ခါဆိုအတန်လဲကြာအောင်ခွေးလေးကလည်းထွက်ပြေးသွားကျမကလည်းပေါ့နော်ကျမလည်းကြောက်ပြီးတော့ထွက်ပြေးသွားတာပေါ့နော်ကျမထင်တယ်ပေါ့နော်ဈေးရုံလေးဈေးကန်းလေးဆိုတော့ပေးရလောကသားကြီးရှိမှန်းနဲ့တူပါတယ်ဒီမှာရှိရပဲအညာတန်းလူချင်တာလားဘာလားမသိဘူးနောက်တစ်ခါအဲ့3-4ရက်လောက်နေတော့တစ်ခါထပ်ပြီးတော့ကြုံတွေ့ရပါသေးတယ်အဲ့ဒါကတော့ကျမအခန်းထဲမှာကျမအဲ့ဒီပေါ့ကျမကျမအမျိုးသားရှိရဲ့ရှိမှာတော့ဖျားရပါရှိကျမအခန်းလို့တစ်ခုထဲမှာအိတ်တာအဲ့ဒီအိမ်မှာကျမချင်းအောင်ချပြီးအိတ်တော့ချင်းအောင်ဘေးနာနေပြီးတော့ဖြူကြီးဒါကတော့တော့အိပ်ပျော်နေတဲ့အချိန်မှာကျမတို့ဒီပေါ့နော်ကိုးဆောင်တဲ့ကပဲနှိုးလိုက်တာကျမလက်မနိုးလာတဲ့အချိန်မှာပေါ့နော်အဲလိုရှင်အောင်ဘေးကနေပြီးတော့ကျမကိုလက်ကြည့်တာဖြူဒါမှမိန်းမအချိန်ဘာဖြစ်လို့ဒီကမနေတဲ့နေရာကမိန်းမဆေးရုံပေါ့နော်မိန်းကလေးကလေးမွေးရဲ့ဆေးရုံဆိုတော့အဲ့ဒီမှာကျမတွေ့လိုက်တာဖြူအဲ့ဒါနဲ့ကျမဖျားစာရွတ်တာပေါ့နော်ဗုဒ္ဓံတရေနံကိစာမိစုရွတ်တာလုံး